ပူပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲပြပြသွားပြီးနောက်တွင်ထိုမင်းကလေးသည်ဒေါသတကြီးဖြစ်ကြံခဲ့သောမင်းကလေးသစင်းရဲနှင့်ဖျားကဲကိုလေးလျူရှုကကားပေါ်တက်လေထွက်ခွာသွားခဲ့သည်ကားပေါ်သို့ရောက်သည်နှင့်မင်းကလေးကကိစ္စရများမိတို့ဖြစ်နေပြီလဲဟုသူမိလက်ထောက်ကိုတိုက်ရိုက်မေးမြန်းလိုက်သည်လက်ထောက်ဖြစ်သူက3ရက်မပြည့်မီအချိန်တွင်ထိုဒေါသတကြီးဖြစ်ကြံခဲ့သောမင်းကလေး၏မိသားစုမှာငွေလုံးငွေရင်းကွင်းဆက်ပြတ်တောက်မှုကြောင့်ဒေဝါလီခံရလိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်မင်းကလေးကသူမအနေဖြင့်စောင့်ကြည့်သွားမည်ဟုပြောခဲ့သည်သူမအိမ်ပြန်ရောက်သောအခါချမ်းသာကြွယ်ဝသောသူမိခင်ကသူမအားတစ်ခုခုကိုရွေးချယ်ခိုင်းလေသည်မင်းကလေးကဘာကိုရွေးရမှာလဲဟုမေးမြန်းသဖြင့်သူမိခင်ကအောက်ကိုနှုံးကြည့်ရန်နှင့်မင်္ဂလာလက်ဖွဲ့ဖြစ်ကမ္ဘာမြေပုံပေါ်မှနေရာတစ်ခုကိုရွေးချယ်ရန်ပြောခဲ့သည်မင်းကလေးမှလက်ဖြတ်သွားတော့လေသူတို့နှစ်ဦးတီးကျွမ်းခဲ့သည်မှာအချိန်တိုယုံမျှတာရှိသေးကြောင်းပြောခဲ့သည်သူမိခင်ကပြုံးလျက်သူမအားလုံးကိုတီးထားပြီးဖြစ်ကြောင်းပြောသည်သူတို့နှစ်ဦးနမ်းပူးကြပြီးဖြစ်သောကြောင့်မကြာမီလက်ထပ်တင်သည်ဟုဆိုသည်မင်းကလေးကထိုနမ်းမှာမတော်တဆဖြစ်ရတစ်ခုသာဖြစ်ကြောင်းချက်ချင်းဆိုခဲ့သည်သူမိခင်ကကောင်းပြီလေမင်္ဂလာပွဲကိုရှေ့ဆိုင်ထားနိုင်တော့လေမိတို့ပင်ဆိုစေသူမအနေဖြင့်အနာဂတ်သမက်လောင်းနှင့်တွေ့ဆုံရမည်ဖြစ်ကြောင်းပြောခဲ့သည်မင်းကလေးကထိုကောင်လေးသည်သူမိတကယ်အစဉ်တန်းအမှန်ကိုမသိရှိကြောင်းပြောတော့အခါသူမိခင်ကစိတ်မပူရန်နှင့်သူမတွင်ကိုပိုင်နည်းလမ်းရှိကြောင်းပြောကြားခဲ့သည်နောက်ပိုင်းတွင်မင်းကလေးသည်အလုပ်တို့သွားကပြင်ဆင်ထားသောအချက်လက်များကိုကောင်လေးထံပေးအပ်ခဲ့သည်ကောင်လေးကသူမကိုစိုက်ကြည့်နေသည်ကိုမြင်သောအခါမင်းကလေးသည်သူတို့နှစ်ဦးနိုင်ခဲ့ကြသည့်အခိုက်အတန့်ကိုတတိယသွားပြီးထိုနေရာတွင်တင်ကြောင်အန်းသွားခဲ့သည်တတိပြန်ဝင်လာပြီးနောက်သူမသည်ချက်ချင်းထွက်ပြေးရန်ကြိုးစားခဲ့တော်လဲကောင်လေး၏တားဆီးခြင်းကိုခံခဲ့ရသည်ကောင်လေးကမင်းကဘာလို့ငိုက်ကိုပဲတောက်လျှောက်ရှောင်နေရတာလဲမင်းဘာတွေနေလဲဆိုတာငိုက်ကိုပွင့်ပွင့်လင်းလင်းပြောနိုင်ပါတယ်ဟုပြောခဲ့သည်မင်းကလေးကအောက်ကိုနှုံးကြည့်ရင်မင်းရဲ့အလှပစုံဝမ်းပိုက်ကြွတာအင်းရည်တွေကိုငိုက်ကိုပြပါဟုပြောချလိုက်သည်အတိအကျထိုချိန်တွင်အတွင်းရေးမှုမလေးဝင်လာပြီး CEO ထံအစီရင်ခံတင်ပြခဲ့သည်သူမအားလည်းရခွင့်ရမှပြန်လာပြီးဖြစ်လေအလုံးလုံးရန်အစဉ်သင့်ဖြစ်ပြီးဖြစ်ကြောင်းတိုးတော်လဲ CEO ဘေးတွင်အပေါ်မင်းကလေးတယောက်ရောက်နေသည်ကိုတွေ့ရှိသွားကြောင်းပြောသည်ထိုသူနှစ်ဦးမှကြည့်ရသည်မှာအလွန်ရင်းနှီးကျွမ်းဝင်နေပုံရသည်